ရောနီဖာနဲ့ရှင်နိုင်တဲ့သူလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ် နင့်ရဲ့စိန်ခေါ်မှုကိုငါလက်ခံပြီးနင့်ကိုငါတက်ဖိုက်မယ်ဖြောက်ဆံမရဲ့ မင်္ဂလာပါ မင်္ဂလာပါ အဖေကိုဒီမဲ့နေ့ဟိုအင်တာဗျူးလေးမေးချင်လို့လည်းဆရာခေါ်လာခဲ့ ဟုတ်ကဲ့မင်္ဂလာ ဖာအခု Miss Loka ကနေပြီးဒီ Smart Town ဘက်ကိုဘယ်လိုပြောင်းလိုက်တာတော့သိချင်လို့ပါ အော်မစ်လောကမှာတီးခံခဲ့တာဒီမအောင်အီးနိုင်တော့လို့ဒီစမတ်တုံးလောကကိုပြောင်းလာ ဟုတ်ကဲ့ဒါဆိုရင်ဒီ Smart Town လောကမှာလည်းနာမည်ရနေပြီဆိုတော့အခုဆိုပွဲစဉ်ကဘယ်နှစ်ပွဲလောက်နိုင်ပြီးပြီလို့ဘယ်နှစ်ပွဲလောက်ထိုးပြီးတော့ ပွဲစဉ်ကတော့ရှုံးပွဲမရှိတောင်းကျော်ရှိပြီပေါ့ တောင်းကျော်အဲ့ဆိုချန်ပီယံဖြစ်နေပြီပေါ့ ဟုတ်ကဲ့ပါ ဟုတ်ကဲ့အဲ့ဆိုရင်အဲ့ထိုးတဲ့ဖားရဲ့ထိုးတဲ့ Smart Town လေးတစ်ခုလောက်ပြကြည့်ပါလား ဘောလောက်ပြပေးပါနော် ရရနော် ဖြစ်ရတာက မဟုတ်အေးပြတ်တာနည်းနည်းများပါလေမူးပါခဏလေးရတယ် ရဟုတ်ကဲ့ ရ မှတ်တရ ပြန်လုပ်ပြရမလားပြန်ရဟောရ စိန်ခေါ်တဲ့လူတွေရှိရင်ဟောဖာထိုးခြင်းလား ဟိုဖဖကတော့ငင်းစရာမရှိပါဘူးဒါပေမဲ့တခုပြောချင်တာဘရောနီဖာနဲ့ရှင်နိုင်တဲ့သူလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ် ဟမ်မဲဘသူများလဲမှတ်တယ်ဖြောက်အဆံမကိုရှုံးပွဲမရှိဖိုက်တာမာကြီးလုပ်နေတယ်ဆိုပါတော့အေးငါကလည်းနေငယ်ငယ်တုန်းကငါ့ကိုနိုင်ခဲ့သမျှနင့်ရဲ့စိန်ခေါ်မှုကိုငါလက်ခံပြီးနင့်ကိုငါတက်ဖိုက်မယ်ဖြောက်ဆံမရဲ့ အောက်စိန်ခေါ်တာဘာတူလဲလို့ကောစီလာမဖြစ်နေတော့လို့နေပါဦးမင်းကတယောက်ဆောင်လောကနေဒီတဲကိုဘယ်လိုဖြစ်လို့ဝင်လာစမတ်တောင်လောက ရဲရလို့ပေါ့အဲမဟုတ်ပါဘူးနင့်ကိုမကြည့်နဲ့လို့ပေါ့ဖြုတ်ဆံမရဲ့ငယ်တုန်းကနင်ငါ့ကိုအနိုင်ကျင့်ခဲ့တာငါလုံးဝမကြည့်နဲ့လို့နင့်ကိုငါစိန်ခေါ်လိုက်တာပဲ နင်ကကျောင်းတော့ကိစ္စယူမမေ့သေးဘူးလား မေ့စရာလားနင်အနိုင်ကျင့်ထားရင်နင့်ကိုဒီပြန်တွေးလေ လေချောင်း ဖြုတ်ဆံမ ဘာလဲကောစီလာမ ဒါလည်းပါမယ်လေ မပါနဲ့ငါတို့သူငယ်ချင်းချင်းပဲဆိုတာနင်တို့တန်းကြီးတွေမပါနဲ့ နင်ကလည်းဟဲ့တဒန်းမဲกว่าလေဘလောက်กว่าလဲနင်သူငယ်တဲ့ငါတဒန်းလေ အဲ့ဆိုနင်တန်းမှာပဲသွားဆောင်ငါတို့သူငယ်ချင်းချင်းပဲဆိုတာ အဲ့ဒါလေးလေးဒီမှာကိုယ့်တကယ်ချင်းလေးနဲ့ဆော့ချင်တာပေါ့ အဲ့ဆိုနင်ရင်တောင်းမှလားနင်ရင်တောင်းမယ်ဆိုပါခိုင်းမယ် ပါလိုက်မယ်လေ အဲ့ဆိုနင်နဲ့သူနဲ့တစ်ဖက်ငါနဲ့သူနဲ့တစ်ဖက်နေလိုက်မယ်နင်တို့အရင်တောင်း တစ်ဖက်အေး ငါကဲဦးမလေးငါကဲလို့ရသေးရဲ့လေသူ တေသားကြီးငါတို့လည်းတာ ခောက်သွားလို့ခဏ ဒီကလည်းနင်တို့နဲ့စားလို့ဒီညင့်တာပဲ ခဏခြေလောက်ခောက်သွားလေဒီတိုင်းတရားမှမဟုတ်တာငါတော်တယ်ငါကျိုးခုံတော်တယ်ခဏလေး တွေ့လားသူတို့အလဲကြညင့် မလေးအဲ့ဒါလေကြိုသီးလို့မပူနဲ့ငါစီမှာဆေးယူလာတယ် ဘာစီလဲပြောင်း ညီမဲ ဟဲ့စီလာကန်းစော်စီဒန်ချီလိန်စီဒါအမေကလေအိမ်မှာသူ့လက်ဆွဲတော့ဒါအရေးနေမဟုတ်ဘူးလေတရုတ်စီပါထွက်တယ်လေ ထွက်တယ်တရုတ်စီဒီမဲတရုတ်စီရော ဟုတ်တယ်ဒါလေနားချင်းကြိုက်ခဲမှုတွေကိုလေလိမ့်လိုက်တာနဲ့7မိနစ်အတွင်းရှင်ပြစ်တယ်လို့ကိုပြတ်တာဟဲ့လာငါလိမ့်လိုက်မယ်ဒါလိမ့်ပြရနဲ့ငါတို့တွားပြီးတော့မကြည့်ပွဲတွားနှွေးမယ်ဒါတော့ပြန်စော့မယ် ညစ်စတော့တာလည်းမြန်လိုက်လား မလေးတက်တိုင်ညီးတိကြမလို့တားမှဆိုတားပါ အမလည်းမြန်တာနော်မဟုတ်တာ ငါတို့တစ်ခေါက်ပဲကဲဖို့လို့တော့နော် ဟုတ်တယ် လောက်တာနင်ငါ့ဘယ်တော့နိုင်ဘူးလို့လဲကောစီလာမရဲ့ ငါကောစီလာမမဟုတ်တော့ဘူးငါနာမည် light trap ဖြစ်သွားပြီ light trap ငါဗန်မဲချဘူးပဲဘယ်နဲ့လိုက်ထွက် ဟဲ့ဗန်ယောက်ျားလေးပါရှင်လေ light trap ဆိုတာမိန်းမပါရှင်ဗန်တစ်ချိန်ငါချစ်သူဖြစ်မှာနေပါအောင်နင်ကဖြုတ်ဆန်နေဘယ်လိုဘရိုနီဖာဖြစ်လာတာလဲ ဘရိုနီကာငါ့ရဲ့ idol လीအဲ့ကြောင့်ငါနာမည်နဲ့ပေါင်းလိုက်တော့ဘရိုနီဖာဖြစ်သွားတယ်ကဲတာထားပါကြားတယ်နင်ငါ့ကိုရှင်းနိုင်တယ်ရှင်းဝတ်နေဆိုရင်ဝိုင်းမောက်တက်လိုက်တော့
တော့တော်ပြီလေဆရာလည်းတော်တော့လေ တော်တော့လေ စီလကန်းစော်စီတန်ကြည်လိမ့်စေးကြီးမင်းကငါဘလောက်ဖိုက်ခဏလေးနဲ့နာကျင်မှုတွေပြတ်သွားတာဒီစီလကန်းစော်စီတန်ကြည်လိမ့်စေးကြီးအကြောင်းကိုခုတော့နင်ဒီစေးမရှိတော့ငါဖိုက်တမြနင်ခံနိုင်မလားစောင့်ကြည့်ရသေးတာပေါ့ဘရော်နီဖာရဲ့ ဘုန်းကြီးပါ ကျေးဇူးတော်ရတယ်တကယ်ချင်းနေပေးတဲ့လက်ဆောင်လေးကြောင့်ဒီပွဲမှာအနိုင်ရခဲ့တာလေ ငါနေ့ကိုဘာလက်ဆောင်ပေးလို့ ဘာလက်ဆောင်ပါလဲနေအမြဲတုံးနေတဲ့စီလာရဲ့ကန်းစော်စီတန်ကြီးလိမ့်စိတ်ကြောင့်လေ ဟိုတော့